ဒီကိန်းဂဏန်းလေးကိုဖတ်ကြမယ်ဘယ်လိုဖတ်မလဲဆိုတော့ဒီမှာဒီကနေစဖတ်မှာပေါ့နော်ခူးဆယ်ရာထောင်တောင်းသိန်းဒါဆိုရင်ဒီကိန်းဂဏန်းကိုဘယ်လိုဖတ်မလဲ4,9,130နော်အဲဒါဆိုဘယ်လိုဖတ်မလဲဆိုတော့4,9,130နော်အဲ့ဒါဆိုရင်အဲ့သူကိုမြန်မာစာဖြည့်ရေးမယ်ဆိုရင်4,9,130လို့ရေးရမယ်နော်ဒီကနေစရေးမယ်ဆိုရင်ဒီခုနေရာတွေစရေးရမှာခူးဆယ်ရာထောင်တောင်းသိန်းအဲကြောင့်မလို့4,9,130ဒါဆိုရင်စာနဲ့ရေးမယ်ဆိုရင်4,9,130